ဘာပြောတယ်ကိုမင်းခေါင်ဒါကရွှေအစ်စ်ကြီးပဲဟာကိုမပြေးသေးဘူးကိုထုံးဖေဒီဆေးတံကအစ်စ်မဟုတ်ဘူးဗျအခန်း6ဆေးတံတဲကလူဝက်ချက်နှင့်မထဲမှတ်တော့ဧည့်သည်ညာနန္ဒာရေကန်ပဲရှိညောင်ပင်ကြီးအောက်တွင်အချင်းဒီမှာတင်းမာမှုအထွတ်အထိပ်တို့ရောက်ရှိနေ၏ဥပဇောဒီတူဤဓားမြောင်ကိုခွေအန်းကနဂါးနိုင်ထံတို့တဟုန်ထိုးပြေးဝင်သွားသည်တိုးတော်နဂါးနိုင်သည်တူဤအသက်အရွယ်နှင့်မလိုက်အောင်ပင်လင်းမြန်းစွာရှောင်တိန်လိုက်ပြီးလက်ထဲကဂူးစားဖြစ်ဥပဇောဤလက်ကောက်ဝတ်ကိုခက်ဆက်ဆက်လေးရိုက်ချလိုက်လေသည်အာဥပဇောဤလက်ထဲမှဓားမြောင်သည်မြက်ခင်းပေါ်သို့ကျသွား၏ထိုစဉ်ကျွန်ုပ်သည်မောင်လပြစ်ချသွားခဲ့သောစေးတံတို့ကိုကောက်ယူကာအဝတ်ကိုဖြီးကြည့်လိုက်မိသည်ကျွန်ုပ်၏လက်ထဲသို့ရောက်ရှိလာသည်မှာဝါဝင်းပြောင်လက်နေသောမင်းတုံမင်းတရားကြီးရွှေစေးတံပင်ခက်လေတော်သည်ကျွန်ုပ်သည်စေးတံကိုမန်ဘီလူဖင်းအနီးကဲဆက်ဆေးကြည့်လိုက်၏စေးတံ၏ကိုယ်ထဲတွင်နဂါးရုပ်များကိုအနုစိတ်ထွင်းထူထားသည်နဂါး၏မျက်လုံးနေရာတွင်ပတမြိုင်းငယ်နှလုံးစီချဲထားသည်ဟေးအားလုံးညီငိမ့်နေကြစမ်းရုတ်တရက်ဟောမောင်ထဲမှအထန်တထန်နှင့်အတူဓာတ်မီးရောင်များဟိုဟိုတီတီဝေးရမ်းလာကြသည်ဦးထုံးဖေနှင့်သူ၏ရဲအဖွဲ့သားများရောက်ရှိလာခြင်းပင်ဥပစောနှင့်သူ၏လူများမှာလက်မြောက်ကအညံခလိုက်ကြရတော့သည်ဦးထုံးဖေသည်အမောတကောနှင့်ကျွန်ုပ်အနားသို့ရောက်လာပြီးကိုမင်းခေါင်အားလုံးအစဉ်ပြေရက်လာဗျာဒီလူယူမဥပစောကိုလည်းမိပြီဆိုတော့စေးတံကိုပြတိုက်ပြန်အပ်လို့ရပြီပေါ့ကျွန်ုပ်ကခေါင်းကိုဖြေးထင်းစွာခါလိုက်ရင်မပြေးသေးဘူးကိုထုံးဖေဒီဆေးတံကအစ်စ်မဟုတ်ဘူးဗျကျွန်ုပ်ဤစကားကြောင့်နဂါးနိုင်ရောဦးထုံးဖေမှာအံ့အားသင့်သွားကြသည်ဥပစောပင်လျင်မျက်လုံးပြူးသွား၏ဘာပြောတယ်ကိုမင်းခေါင်ဒါကရွှေအစ်စ်ကြီးပဲဟာကိုဟုဦးထုံးဖေကဆိုသည်ကျွန်ုပ်ကပြုံးလိုက်ရင်ရွှေကတော့အစ်စ်ပါပဲကိုထုံးဖေဒါပေမဲ့ဒါဟာမင်းတုံမင်းကြီးရဲ့ဆေးတံအစ်စ်မဟုတ်ဘူးဒါဟာအတုအပဖန်တီးထားတဲ့လှဲ့ကွက်တစ်ခုပဲဗျစေးတံအစ်စ်ရဲ့နဂါးရုပ်မှာမျက်လုံးတစ်ဖက်ပဲပါရမှာဗျအခုဒီမှာကနှစ်ဖက်လုံးပါနေတယ်ဒါဟာတစုံတစ်ယောက်ကကျွန်ုပ်တို့ကိုလမ်းလွဲအောင်လှုပ်ထားတာပဲထိုစဉ်အမောင်ရိပ်ထဲမှလက်ခုပ်တီးထုံဖြတ်ထွက်ပေါ်လာသည်လူအားလုံးထိုအတန်လာရသူလှဲ့ကြည့်လိုက်ရာသပင်ဖြူဖြူနဲ့ဝစ်စုံဖြူဖြူနဲ့ခံရားထဲဝါတော့အမျိုးသမီးကြီးတူဦးသည်တန်ဝေးကိုအားပြုကလမ်းလျှောက်လာသည်ကိုတွေ့လိုက်ရ၏နဂါးနိုင်သည်ထိုအမျိုးသမီးကြီးကိုမြင်သည်နှင့်ဥညုတ်လိုက်သည်တကယ်မကြီးကြွလာပြီလားဟုရိုသေးစွာနှုတ်ဆက်လေသည်ထိုအမျိုးသမီးကြီးကကျွန်ုပ်ကိုစူးစိုက်ကြည့်ကတော်လိုက်တယ်လေစုံထောက်မင်းခေါင်ဒီလောက်တိုးတောက်တဲ့အချိန်တွင်မှာဒါကအတုမှန်သိနိုင်တယ်ဆိုတော့ခမားရဲ့ဉာဏ်ပညာကိုချီးကျူးရမှာပဲဟုတ်တယ်ဒါဟာငါကိုယ်တိုင်လုတ်ခိုင်းထားတဲ့အတုပဲအစ်စ်ကတော့ငါစီမှာရှိတယ်ကျွန်ုပ်ဒီစေးတံကိုပါဇက်ထဲပြန်ခဲလိုက်ပြီးမျက်မှောင်းကျုပ်လိုက်မိသည်ဒါဆိုရင်ပြတိုက်ထဲကစေးတံကိုခိုးခိုက်တာကလည်းတခင်မကြီးပေါ်လေဘာကြောင့်ဒီလိုကစားပွဲမျိုးကိုဖန်တီးရတာလဲဗျာအမျိုးသမီးကြီးကအေးဆက်တော့ပြုံးလိုက်ပြီးကစားပွဲမဟုတ်ဘူးမင်းခေါင်ဒါဟာစမ်းတပ်ပွဲမယ်ငါရဲ့ဘိုးဘွားပိုင်ယတနာတိုက်ကိုစောင့်ရှောက်နိုင်သူလောဘမကြီးတဲ့သူကိုရှာနေတာအခုတော့တကယ်လူသက်မှုကြီးတစ်ခုဖြစ်တော်မယ်ဆိုတာခမည်းသိလားဗျကျွန်ုပ်ဤကြောရိုးထဲတွင်စိတ်ခနဲခံစားလိုက်ရသည်အမှုကစေးတံပျောက်ယုံတင်မဟုတ်တော့လူသက်မှုအထိကျဲပြန့်သွားမလားဆိုတာမှတေးကြလေ၏ဘသူကိုတတ်မှလဲသခင်မကြီးဟုကျွန်ုပ်ကမေးလိုက်ရာအမျိုးသမီးကြီးကကောင်းကင်ရံကလက်မှန်ကြီးကိုမောက်ကြည့်သွားကဒီည12နာရီတိတိမှာနန်းမြို့ဟောင်းရဲ့အနောက်ဖက်တကားမှာပထမဆုံးတားကောင်ပေါ်လာလိမ့်မယ်ဟုဆိုလေတော့သည်ကျွန်ုပ်သည်လက်ပတ်နာရီကိုကြည့်လိုက်ရာ17နာရီ45မိနစ်ရှိနေဖြစ်သည်ထို့ကြောင့်ကျွန်ုပ်နှင့်ဦးထုံးဖေတို့အပလိုက်ဆိုင်ပြီးကြရပြန်လေတော့သည်